အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ထိုင်းနိုင်ငံမှာရှိတဲ့ resort တစ်ခုကိုရောက်သွားတယ်ဆိုတဲ့စိတ်ခံစားမျိုးကိုရရှိစေတဲ့နေရာလေးတစ်ခုကိုစပြည့်ရောက်ခဲ့ပါတယ်ဒီနေရာလေးကတော့ဒီနေရာမှာကတလုံးချင်းဘန်ဂလိုလေးတွေရေပြပြလေးတွေနဲ့အခုလိုမျိုးပဲချစ်စရာကောင်းတဲ့ရှောက်လန်းလေးရေပေါ်ရှောက်လန်းလေးလည်းရှိနေတာဖြစ်တဲ့အတွက်စပြည့်ကတော့အရန်သဘောကျပါတယ်။ရွှေငါးလေးလည်းကောင်900လောက်မွေးထားပါတယ်။အစာလည်းကျွေးလို့ရပါတယ်။စပြည့်ကတော့အစာကျွေးရင်းနဲ့ရွှေငါးလေးနဲ့ဗီဒီယိုရိုက်ခဲ့ဖို့မေ့သွားပါတယ်။အပြင်မှာကပို့ပြီးတော့လှတယ်ရေပြပြလေးတွေနဲ့တလုံးချင်းဘန်ဂလိုလေးတွေကလည်းအရန်ကိုချစ်ဖို့ကောင်းပြီးတော့ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးတစ်ခုပါမိသားစုတွေတငယ်ချင်းတွေနဲ့တွားရောက်ပြီးတော့ပန်းဖြေလို့ကောင်းမဲ့နေရာလေးတစ်ခုပေါ့ရှင်လေကောင်းလေသက်နေလည်းအများကြီးရတယ်ဒါပေမဲ့ညနေဆောင်လေးတွားရင်ပို့ပြီးတော့ကောင်းပါတယ်ဘာလို့လဲဆိုနေကင်းဘက်ကျတော့နေတအားပူတယ်အပင်ရိပ်မရှိတော့အပူချိန်ကတော့တော်တော်လေးပူတယ်လို့ခံစားရပါတယ်နေရာလေးကတော့တကယ်ကိုချစ်ဖို့ကောင်းပြီးတော့အရန်ကိုအဲ့တရားလေးပေါ့နော်ရေပေါ်တရားလေးလမ်းလျှောက်ရလဲစပြတော့အရန်ကြိုက်ပါတယ်အဲ့တော့ဒီနေရာလေးကိုတွားကြည့်ကြည့်ပါရှင်ဟုတ်ကဲ့ဒါကတော့စပြပါစပြ site ထဲကိုရောက်သွားပါပြီရှင်ဒီနေ့ကတော့ blog လေးကတော့ဒီလောက်ပါပဲတတာ